အားလုံးမင်္ဂလာပါကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့ဒီတနင်္လာသားသမီးတွေရဲ့ဘဝတက်တက်တာအလောက်ကံကြမ္မာနဲ့အလောက်ရတဲ့အကြောင်းကိုပြောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးတွေရဲ့ဒီအလောက်ကံကြမ္မာကိုကြည့်တဲ့အခါကျတော့တနင်္လာသားသမီးတွေဟာအလောက်နဲ့ပတ်သက်ရင်ဒီအလောက်အကျွေးအများနဲ့ထားတာတွေ့ရှိရပါတယ်ဆိုလိုတာဒီတနင်္လာသားသမီးတွေအလုပ်တစ်ခုလုပ်မယ်ဆိုရင်ဒီအလုပ်တစ်ခုကမပြီးသေးဘူးအဲ့ဒါကြီးပြစ်ထားပြီးတော့အလုပ်တစ်ခုကိုထပ်လုပ်အဲ့လိုနဲ့ဒီသူတို့ရဲ့လုပ်ငန်းတွေကြီးလိုက်မယ်ဆိုရင်အလုပ်တွေကအကျွေးတွေများတယ်အကျွေးဆိုတာပတ်စံအကျွေးမဟုတ်ဘူးအလုပ်အကျွေးတွေများနေတာတွေ့ရပါတယ်အဲ့တော့ဒီတင်းလာသားမီးတွေကအဲ့ဒီရဲ့အားနည်းချက်ကိုပြုပြင်နိုင်မယ်ဆိုရင်သူတို့ရဲ့လုပ်ငန်းတွေအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ဒီတင်းလာသားမီးတွေရဲ့ဒီအလုပ်ရဲ့ကံကြမ္မာပါနော်အဲ့ကံကြမ္မာကိုကောင်းအောင်အလုပ်နဲ့ပတ်သက်လို့အောင်မြင်အောင်ဆိုရင်ဘယ်လိုရေရာမျိုးတွေလုပ်ရမလဲဆိုရင်ဒီတင်းလာသားမီးတွေရဲ့အမြင့်ကြိုဖြစ်တဲ့တင်းဝေတောက်နော်ဖျားတဲ့စုစုကိုသွားပြီးတော့ဒီတင်းဝေတောက်မှာတန့်ရှင်းလုပ်ပေးအမြင့်ကိုတန့်ရှင်းပေးရမယ်တန့်ရှင်းလုပ်ပေးဆိုတာဒီတင်းဝေတောက်ကိုသွားပြီးတော့အဲ့တင်းဝေတောက်မှာရှိတဲ့အမိုက်တွေရှင်းမယ်တပတ်စီတွေလဲမယ်ရေတွေလောင်းမယ်ဖျားအောင်ဒီမျက်နှာတော်ကိုကျွန်တော်တန့်ရှင်းပေးမယ်ရောင်တော်ဖွင့်ပေးမယ်ပေါ့နော်အဲ့လုပ်ပေးမယ်အဲ့လုပ်ပြီးွားပြီးဘယ်ကိုသွားမလဲဆိုတော့တောက်ကြတော့ကိုသွားရမယ်တောက်ကြတော့မှကျွန်တော်ဘာလုပ်ရမလဲဆိုတော့တီကိုရွက်တိတ်ရွက်ဒါမှမဟုတ်လဲ6ရွက်လှူပေးရမယ်ဒါလို့တီကိုရွက်မရှိဘူးဆိုရင်လဲတီတမျိုးမျိုးနော်အဲ့ဒါကိုတစ်လုံးဒါမှမဟုတ်လဲ6လုံးအဲ့လိုလှူပေးမယ်နော်အဲ့လိုလှူပေးမယ်ဆိုရင်ဒီတင်ရသားမိရဲ့အလုံးနဲ့ပတ်သက်တဲ့အခက်အခဲတွေအများဆုံးဆင်ပြေသွားမှာဖြစ်ပါတယ်အဲ့ဒါဘယ်နည်းမဆိုလုပ်လို့ရတယ်အဲ့ဒါမှအရန်ခက်ခဲနေမယ်ဆိုရင်နီလန်းတစ်ခုကျွန်တော်ထပ်ပေးပါမယ်အဲ့ဒါဘာလဲဆိုတော့ဒီညနေရောက်တိုင်းဒါလို့ညနေမလုပ်နိုင်ဘူးဆိုရင်ညဘက်လုပ်ပေါ့နော်ညနေသုံးဖို့ညရောက်တိုင်းကျွန်တော်တို့အုပ်ပင်သုံးဖို့အုတ်ခဲကိုရေလောင်းရမယ်နော်အုပ်ပင်သုံးဖို့အုတ်ခဲကိုရေလောင်းရမယ်အဲ့လိုရေလောင်းပြီးမှဘာထက်လောက်ရမလဲဆိုတော့ရေလောင်းပြီးွားတာနဲ့တိတ်ကြောက်ကိုယ့်ရဖျားမှာကျွန်တော်တို့ကဒီအမွှေးတိုင်ထုံပေးရမယ်အမွှေးတိုင်တစ်တိုင်သုံးဖို့6တိုင်ထုံးပြီးတော့သူ့ကြောနော်သူ့ကြောကိုပတိ6ဘက်စိတ်ပေးရမယ်သူ့ကြောသလုံးချပတိ6ဘက်စိတ်ပေးရမယ်ဒါလို့ကိုကအလုပ်မအောင်ဆိုရင်တော့သူ့ကြောကို6ကောက်ရွတ်ပြီးတော့အလုံးနဲ့ပတ်သက်လို့ကံကောင်းပါစေလို့ဆုတောင်းလိုက်မယ်ဆိုရင်ဒီတင်းနာသားမီးရဲ့အလုတ်ကံကြမ္မာအောင်မြင်လာမယ်ကံကောင်းလာမှာဖြစ်ပါတယ်အဲ့တော့တင်းနာသားမီးတွေဘဝတက်တာမှာအလုံးနဲ့ပတ်သက်လို့ကံကောင်းမှုတွေကြောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျမ်းမှချမ်းသာကြပါစေ